အခုပုဗ္ဗယောဂဝဆရတုတ်ဆိုတာတော့အထက်ကရာမှာဘယ်လိုပြထားတော့ရှင်အာနန္ဒာကိုမြတ်စွာဘုရားကဟောတာတဲ့ပစ္စည်းမိအာနန္ဒအာနိတန္တာပုဗ္ဗယောဂဝဆရိပုဗ္ဗယောဂဆိုတာအတိတ်ဘဝတုန်းကတရားကျင့်ခဲ့တာနော်ဒီဘဝကျင့်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝအတွက်ဒါအတိတ်ကတရားကျင့်တယ်လို့ခေါ်တာနော်ဒီဘဝတရားအာမထုတ်ဘူးရင်တော့နောက်ဘဝပုဗ္ဗယောဂမရဘူးအဲ့တော့ပုဗ္ဗယောဂဝဆရယောဂဝဆရဆိုတာယောဂအဝဆရကမ္မထာအလုပ်ကိုအထုတ်တဲ့ပုဂ္ဂိုလ်အတိတ်ဘဝတုန်းကကမ္မထာအလုပ်အထုတ်တယ်အထုတ်ဖူးတဲ့ပုဂ္ဂိုလ်မှာအကျိုးအာနိသင်၅မျိုးရှိတယ်တဲ့မြတ်စွာဘုရားဟောတာအကျိုး၅မျိုးရှိတယ်တဲ့ကမ္မထာအလုပ်အထုတ်မယ်ဆိုရင်ရှေးကအထုတ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုး၅မျိုးရနိုင်တယ်အဲ့ဒီအကျိုး၅မျိုးကဘာတုံးဆိုလို့ရှိရင်အတိတ်ဘဝကကမ္မထာလုပ်အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒိဋ္ဌိဝဓမ္မေပฏิကိစ္ဆေဝအညာအာရဒေတိဒိဋ္ဌိဝဓမ္မေဆိုတာအခုလက်ရှိဘဝပฏิကိစ္ဆေဝဒီလက်ရှိဘဝတောင်နောက်ကျတဲ့ချိန်မဟုတ်ဘူးစောစောစီးစီးကိုပဲအညာအာရဒေတိအရတ္တဖို့အောင်မြင်ပေါရောက်နိုင်တယ်လို့ဆိုလို့အညာဆိုတာအရတ္တဖို့ပြောတာဆိုလိုတာကအတိတ်ဘဝကကမ္မထာအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအခုလက်ရှိဘဝမှာတဲ့စောစောစီးစီးအရတ္တမေရတ္တဖို့တရားကိုရနိုင်တယ်ရဟနာဖြစ်နိုင်တယ်လို့ပြောတယ်ဒါကနံပါတ်1အကျိုးဒီဘဝမှာရင်ရဟနာဖြစ်နိုင်တယ်တဲ့ကဲမဖြစ်ဘူးဆိုရင်စောစောစီးစီးမဖြစ်ဘူးဆိုရင်ဘယ်ချိန်မှဖြစ်တယ်ဒုတိယကတေကံဤအချိန်မှာရဟနာဖြစ်နိုင်တယ်ဟောခုနစောစီးစီးဆိုမသေးခင်နော်ကျိုးတင်ပြီးတော့စောစောရဟနာဖြစ်နိုင်အဲ့ဒါလို့မဖြစ်ဘူးဆိုရင်သေတဲ့အချိန်မှာဖြစ်မယ်ဆိုလိုတာကဒီဘဝမှာရင်မသူရဟနာဖြစ်ဖို့ခွင့်ရှိတယ်နော်စောစောစီးစီးရဟနာဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်တေကံဤအခါဖြစ်ခြင်းလည်းဖြစ်မယ်ဟောဒုတိယကဲအဲ့ဒီနှစ်ခုလွဲချော်သွားပြီတေကံဤအခါလည်းမဖြစ်ဘူးဆိုလို့ရှိရင်သိပြီးရင်နတ်ပြည်ရောက်နတ်ပြည်ရောက်တဲ့အခါကျတော့နတ်သားဖြစ်တဲ့အခါမှာရဟနာဖြစ်မယ်တဲ့ဒါ chance တတိယတစ်ခုเนาะအကျိုးကဲနတ်သားဖြစ်ပြီးတော့ရဟနာဖြစ်နိုင်တယ်ဆိုသူကကမ္မဋ္ဌာန်းလို့အားထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုပြောပြလာကြည့်ဒီဘဝမှာပဲစောစီးစီးရဟနာဖြစ်ခြင်းဖြစ်မယ်မဖြစ်ရင်တေဂဏိခါမှာဖြစ်မယ်မဖြစ်ရင်နောက်ဘဝနတ်သားဖြစ်ပြီးတော့ရဟနာဖြစ်မယ်ဟောဒါသေချာပေါက်ပြောထားတာကဲနတ်သားမဖြစ်ဘူးလူလာဖြစ်တယ်ဖះနဲ့တွေ့တယ်ဆိုရင်မြတ်စွာဘုရားရဲ့ဓမ္မခိပ္ပဗိညလင်းလင်းမြန်မြန်တရားသူတရားမြတ်ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်တယ်ဟောဒါလေးနံပါတ်နတ်သားဖြစ်တာမဟုတ်ဘူးလူဘဝမှာဖះနဲ့တွေ့တယ်ဘာကြီးကဓာရုစီရိယတို့လို့ပေါ့လမ်းပေါ်မှာပဲဖះခဏလေးဟောတာတရားပွဲရဲ့ဘလောက်မှမကြလိုက်ဘူးเนาะဘာကြီးကငါပြောတဲ့အတိုင်းမှတ်เนาะဒိဋ္ဌိဒိဋ္ဌမတ္တမြင်တာထားရှိဆက်မစင်စားနဲ့အဲ့လိုကျင့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒုက္ခနောက်ဆုံးမှအဆုံးသတ်သွားမယ်လို့ခေါ်လိုက်တာချင်းလေးတင်ဟောတာဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုခေါ်လိုက်တယ်နာရင်းနဲ့တခါတည်းရဟနာဖြစ်သွားတာအဲ့ဒါကိုခိပ္ပဗိညာပုဂ္ဂိုလ်လို့ခေါ်တယ်လင်းလင်းမြန်မြန်သိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်မယ်တဲ့ဒါစတုထမြောက်အကျိုးဟောနောက်တစ်ခုကျတော့အဲ့ဒါလို့မဖြစ်ဘူးဆိုရင်လွဲချော်သွားရင်မဖြစ်မလို့ဆိုရင်နောက်ဆုံးဘဝမှာပိစိကဗုဒ္ဓဖြစ်မယ်တဲ့တရားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုပြောတာเนาะအဲ့တော့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တရားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့အတိတ်ဘဝကတရားထုတ်ခဲ့ပြီဆိုရင်ဒီဘဝမှာစောစီစီယန္တာဖြစ်မယ်မဖြစ်ရင်တေဂဏီမှာဖြစ်မယ်အဲ့ဒါလို့မှမဖြစ်ဘူးဆိုလို့ရှိရင်နောက်ဒုတိယဘဝနတ်သားဖြစ်ရင်ဖြစ်မယ်အေးနတ်သားမဖြစ်ဘူးဖះနဲ့တွေ့တယ်လူဘဝနဲ့တွေ့တယ်ဆိုရင်ခိပ္ပဗိညအတိညာထဲပြတဲ့ပုဂ္ဂိုလ်လင်းလင်းမြန်မြန်တရားအတူတူလေးနားလိုက်တာနဲ့ရဟနာဖြစ်သွားတယ်အဲ့ဒါလို့မဖြစ်ဘူးဆိုရင်ပိစိကဗုဒ္ဓဖြစ်မယ်တဲ့ဒါကပုပ္ပယောဂဝဆရတုတ်မှာလာတဲ့အဓိပ္ပာယ်တစ်ခုเนาะအဲ့ဒါကြောင့်မို့လို့တရားထုတ်မှုဆိုတဲ့လုပ်ငန်းတစ်ခုဟာကျင့်တတ်เสียကောင်းတာပေါ့
ကျင့်တတ်ဆရာကောင်းတယ်